ဘုရားရဲ့အဆုံးအမမှာနံပါတ်1အခြေခံကိုကျင့်တရားတွေပြည့်စုံအောင်ကြိုးပမ်းခြင်းနံပါတ်2တစ်ဆင့်မြင့်ပြီးတော့သမထကျင့်စဉ်ကိုကျင့်ခြင်းနောက်ဆုံးဝိပဿနာကျင့်စဉ်ဖြင့်မက်ဖို့နိဗ္ဗာန်ကိုရယူခြင်းဆိုတာဘုရားဘာသာတို့ရဲ့အကျင့်တရားဟာနိဗ္ဗာန်မှာလမ်းဆုံးတာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေရဲ့လမ်းဆုံးပန်းတိုင်ဟာနိဗ္ဗာန်ပဲဖြစ်တယ်။ဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေဟာကောင်းကင်ဘုံကိုဆုတောင်းကြတာမဟုတ်ဘူး။ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုလို့ဒုက္ခခတ်သိမ်းကင်းငြိမ်းတဲ့နေရာဟာကောင်းကင်ဘုံမဟုတ်ဘဲနဲ့သင်္ခါရတရားတို့ရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်တည်တာလည်းဖြစ်တယ်နော်။ဒါကြောင့်နိဗ္ဗာန်ချမ်းသာကိုရည်မှန်းပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်။အခြေခံအကျင့်တရားအနေနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားသီလကိုချင်းတရားသီလပြည့်စုံတာကိုအခြေခံထားပြီးတော့သမာဓိဆိုတဲ့စိတ်တည်ငြိမ်မှုသမာဓိကိုအခြေခံလိုက်တာနဲ့တပြိုင်နက်အမှန်ကန်သိမြင်မှုဆိုတဲ့ပညာသီလသမာဓိပညာကျင့်ပွဲရာသိက္ခာ3ရပ်အကျင့်မြတ်တို့မြတ်စွာဘုရားဟာချက်မှတ်ဟောကြားခဲ့တာဖြစ်တယ်။အဲတော့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအနေနဲ့တို့ဘာလုပ်ရမလဲဘာကိုပန်းနိုင်ထားရမယ်ဆိုတာရှင်းရှင်းလင်းလင်းသိရှိနားလည်ပြီးသားဖြစ်ရမှာဖြစ်တယ်ဟောအခြေခံကိုကျင့်သီလလုံလောက်ပြီဆိုလို့ရှိရင်လူချမ်းသာနတ်ချမ်းသာဆိုတာခဲရင်တာမဟုတ်တော့မြတ်ဗုဒ္ဓအဆုံးအမတိုင်းအခြေခံကိုကျင့်တရားတွေကောင်းပြီဆိုလို့ရှိရင်ဒီဘဝမှာလည်းအပြစ်ကင်းခြင်းလို့ဆိုတဲ့အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုခံစားကြရမှာဖြစ်တယ်အပြစ်ကင်းတယ်လို့ဆိုတာဟာလူလောကမှာအမှန်တမ်းအခြေခံကြတဲ့ချမ်းသာဒုက္ခတစ်မျိုးပဲဖြစ်တယ်မြတ်စွာဘုရားကချမ်းသာ၄မျိုးကိုခွဲခြားဟောပြောထားတာရှိတယ်အဋ္ဌိဒုက္ခတဲ့ကိုယ်မှာဝိចេတနာပြည့်ပြည့်စုံစုံရှိလို့ရှိရင်လေလူတွေဟာရှိတာကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာကြတယ်ဒါအဋ္ဌိဒုက္ခလို့ခေါ်တယ်ရှိချမ်းသာရှိတဲ့လူကချမ်းသာတယ်သို့တော်မရှိတဲ့လူကမချမ်းသာပြန်ရှိတယ်ဆိုတာလေရှိတဲ့အခိုက်ရှိတယ်လို့မရှိတဲ့အခိုက်လည်းရှိနိုင်ဒါကြောင့်ရှိချမ်းသာဆိုတာထာဝရမဟုတ်နိုင်ပြန်ဘူးနောက်တစ်ခါဘောခဒုက္ခကိုရှိတဲ့ပစ္စည်းဥစ္စာကိုအသုံးပြုရလို့ရှင်လေလူတွေဟာစိတ်ချမ်းသာမှုရကြအဲ့ဒါအသုံးပြု